ဒီနေ့ကတော့တော့ပဲဥစုစလေးတွေကိုမပြချက်ချက်ဆောင်မှာဖြစ်ပါရဲ့ရှင်ပထမဆုံးဘဲဥလေးကိုရေပြုတ်ပေးရမယ်ပေါင်ယူစီလေးတွေကတော့ငန်းပြရင်ကျွတ်သွန်ဖြူကျွတ်သွန်နီမြုပ်သီးစိန်ခင်းချင်သည့်ပစွန်ကြငုပ်သီးခွဲချက်တို့ဖြစ်ပါရဲ့အရင်ဆုံးဘဲဥလေးကိုကြော်ပေးမှချက်မှာဖြစ်တဲ့အတွက်စီပူလေးထဲမှာဘဲဥလေးကိုထည့်လိမ်ပြီးတော့ကြော်ပေးရပါမယ်ဝါလာပြီးဆိုလို့ရှိရင်ဘဲဥလေးကိုဆယ်ပြီးတော့ဆက်ချက်လိုက်ရပါပြီပထမဆုံးကျွတ်သွန်အနီလေးကိုထည့်ပြီးတော့စီပူလေးနဲ့ထည့်လိုက်ပါမယ်ခဏကြာမှကျွတ်သွန်ဖြူလေးထည့်ပြီးတော့ရှိုးဝိုင်းအောင်တန်းတဲ့အထိအမွေလိုက်ပါမယ်ကျွတ်သွန်လေးနဲ့ကျွတ်သွန်ဖြူလေးရှိုးဝိုင်းအောင်တန်းလာပြီဆိုလို့ရှိရင်ခင်းရည်လေးထည့်ပြီးတော့အမွေလိုက်ပါမယ်အရောင်လေးလှသွားအောင်စိတ်မုံလေးနဲ့လေးထည့်လိုက်ပါမယ်အောင်ပစ္စည်းလေးတွေကြေလာပြီဆိုရင်ဒီစိမ်းလေးထပ်အုပ်လိုက်ပါမယ်ဒီစိမ်းကကျတော့ဟင်းကိုလည်းမွေးစေရတာလေးလည်းကောင်းစေတယ်အဆက်ရတာအတွက်ခွဲချမ်းလေးကိုထည့်လိုက်ပါမယ်ငပြချက်ဖြစ်တဲ့အတွက်မပါဖြစ်ငပြရည်လေးကိုလောင်းထည့်လိုက်မယ်ပြီးရင်တော့ရေလေးနဲ့ငယ်ထည့်ပြီးမှွေပေးရပါမယ်ရတာလေးနဲ့လေးစားတဲ့လူတွေကတော့ပစုံကြောက်ထည့်ပေးရပါတယ်အနှစ်လည်းပုံများပါတော့ရတာအတွက်ဟင်းချုံမုံလေးနဲ့ငယ်ထည့်ပါမယ်ပြီးရင်တော့ရေလေးနဲ့ငယ်ထည့်ပြီးတော့အနှစ်ကြေသွားအောင်မှွေပေးရပါမယ်အနှစ်လေးကျလာပြီဆိုရင်တော့အဓိကသက်သာဖြစ်တဲ့ဘဲဟူလေးတွေကိုထည့်ပြီးတော့တမအောင်မှွေပေးရပါမယ်ရှင်ဘဲတွေထည့်ပြီးဆိုတာနဲ့ရေနဲ့ငယ်ထည့်ပြီးအဖုံးအုပ်ပေးထားရပါမယ်3မိနစ်ကြာရင်အဖုံးလေးပြန်ဖွင့်လိုက်တဲ့အခါနဲ့ရတာလည်းပြည်စုံနဲ့ဘဲငပြရင်ချက်လေးရပါပြီရှင်အခုလိုမျိုးဟင်းချက်လေးတွေကိုအမြဲတမ်းလုပ်လို့ကိုချက်ကိုကောင်း page လေးကို like and follow လေးလုပ်တာပေးပါအောင်နော် bye bye